မေမေလဲပါဒီနေ့တန်ရိုလေးအတွက်စံနှင်းတို့ကိုချက်ကျွေးမှာဖြစ်ပါတယ်6လပြည့် day 1 2 3အတွက်ပထမဆုံးမီနူလေးဖြစ်ပါတယ်ထိုင်းမှာနေမေမေဖြစ်တဲ့အတွက်ဒီကမှမီးကအပြေးဆန်ကိုပဲသုံးထားပါတယ်အပြေးဆန်နှစ်စုံကိုရေတီချဆေးပြီးတော့ကြောချက်ဦးထဲမှာထည့်ပြီးတော့ချက်ပါတယ်ချက်တဲ့အခါမှာလည်းမကြာခဏမှွေပေးဖို့လိုပါတယ်ဥကတ်တက်လို့ပါစံလေးတွေပျော်ပြဲပြီးတော့ကြိတ်ချီလို့ရတဲ့အနေထားရောက်ပြီဆိုရင်တော့ blender ထဲမှာထည့်ပြီးတော့ကြိတ်လိုက်ပါတယ်ကျမကတော့ပထမဆုံးကြိတ်တာဖြစ်တဲ့အတွက်အစီလေးလုံးဝမှုန်ညံ့နေတဲ့အထိမကြိတ်မိပဲနဲ့အစီလေးနည်းနည်းလေးတော့ကျန်သွားပါတယ်ပြီးရဲ့နောက်မှာတော့အိုးထဲမှာတစ်ခေါက်ထည့်ပြီးတော့နည်းနည်းလေးအပူထပ်ပေးပြီးတော့မှွေပေးလိုက်ပါတယ်ကျမချက်ထားတာကြီးလည်းများတာဖြစ်တဲ့အတွက်စာသိန်းခွက်လေးထဲမှာခွဲပြီးတော့တင်ထားလိုက်ပါတယ်အစာသိန်းခွက်ထဲမှာထည့်ပြီးတင်တဲ့အခါမှာလည်းအခန်းပူချိန်မှာလုံးဝကိုအေးသွားတော့မှဒါအခဲကန်းထဲမှာထည့်ပြီးတော့ခဲပြီးတင်လိုက်ပါတယ်ကျမကချက်ထားတဲ့ဆန်တွေက60မီလီဖြစ်သွားတယ်။နောက်ပြီးတော့ formula ကိုလည်းကျွန်မ30မီလီဖြော်ပြီးထည့်လိုက်တဲ့အခါမှာပထမဆုံးကျွေးတဲ့အနက်မှာ90မီလီတောင်ဖြစ်သွားတယ်ပေါ့နော်။ဒါပေမဲ့ကျွန်မ30မီလီပဲကျွေးမှာဖြစ်ပါတယ်။ဒီလိုမျိုး formula နဲ့ဆန်နဲ့တသားတည်းဖြစ်ပြီးတော့ချိန်ညက်သွားပြီဆိုရင်ကျွေးဖို့ ready ဖြစ်ပါပြီ။တန်ရုံလေးစားမစားဆိုတာဆက်ပြီးတော့ကြည့်ရအောင်နော်။တန်ရိုလေးရမြင်တဲ့အတိုင်းပဲပထမဆုံး reaction ကတော့ရှုံ့မဲ့သွားပါတယ်ဒါပေမဲ့သူနောက်ထပ်ထပ်တွေ့ရတဲ့အခါမှာဆက်ပြီးတော့စားပါတယ်20မီလီလောက်ကုန်တဲ့အခါမှာတော့သူက formula တို့မိခင်တို့လိုမျိုးဇက်တိုက်စားချင်တာဖြစ်တဲ့အတွက်စိတ်မရှိဘဲနဲ့ထပြီးတော့ငိုတဲ့အတွက်အမေတို့တိုက်လိုက်ရပါတယ်ပြီးရဲ့နောက်မှာတော့သူတစ်စွန်းဆက်စားပါတယ်ပထမဆုံး day 1မှာတော့30မီလီကုန်ပါတယ် day 2 3လည်း30မီလီကိုကုန်ပါတယ် day 2မှာလည်းပထမဆုံးနေ့ရလို့ပဲလမ်းခုလက်မှာအမေတို့တိုက်ရပါတယ်ပြီးတော့မှဆက်စားပါတယ် day 3မှာတော့သူတေချာလေးကိုစားတတ်သွားပါပြီအားလုံးအစားဆုံးကိုအမေတို့မတောင်းတော့ဘဲနဲ့အပြည့်စားပါတယ်နောက်ထပ်ဖြည့်ဆက်စာကျွေးရဲ့ဗီဒီယိုလေးတွေကိုလည်းဆက်ပြီးတော့တင်ပေးတော့မှာဖြစ်တဲ့အတွက် like and follow လုပ်ထားပေးကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ထပ်ပြီးတော့တွေ့ကြမယ်နော်